ချစ်တော်မိတ်ဆွေများအံ့ဩဖွယ်သတင်းတစ်ခုကြားပြီးဒါတကယ်ဖြစ်နိုင်ပါမလားလို့တွေးပူပါသလားတယောက်ကမယုံနိုင်စရာတစ်ခုခုပြောတဲ့အခါကိုယ်တိုင်မမြင်ဘူးရင်ဖြစ်စေမခံစားဘူးရင်ဖြစ်စေတန်တရားဖြစ်မိတာကတဘာဝပါပဲတခါတလေမှာအကြောင်းကျိုးစီလျှော်တဲ့တန်တရားကကျွန်ုပ်တို့ကိုအမှန်တရားကိုကိုယ်နဲ့ဆိုင်စွာနားလည်ဖို့ကူညီပေးပါတယ်ဒီနေ့မှာယောဟန်20:24-29ကိုအခြေခံပြီးတန်တရားကနေယုံကြည်ခြင်းစီရောက်သွားခဲ့တဲ့သောမတ်ရဲ့ဇာတ်လမ်းကိုမျှဝေခြင်းပါတယ်သောမတ်ဟာယေရှုရဲ့တပည့်တော်တစ်ယောက်ဖြစ်ပေမဲ့ယေရှုသည်တေခြင်းမှာရှင်ပြန်ထမြောက်ပြီဆိုတဲ့သတင်းကိုပထမဆုံးကြားတဲ့အခါသူလုံးဝမယုံခဲ့ပါဘူးတခြားတပည့်တော်တွေနဲ့မျိုးသမီးတချို့ကရှင်ပြန်ထမြောက်တဲ့ယေရှုကိုတွေ့ခဲ့တယ်လို့သက်သေထွက်ဆိုကြပေမဲ့သောမတ်ကကျွန်ုပ်သည်သူ၏လက်မှာတန်မိုရာကိုမမြင်ရင်၎င်းသူ၏ဘေးနားမှာလက်ကိုမထည့်ရင်၎င်းဘယ်တော့မှမယုံဘူးလို့ပြောခဲ့ပါတယ်သူကိုယ်တိုင်မျက်မြင်နဲ့လက်နဲ့ထိဖို့လိုအပ်ခဲ့တယ်ဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ရှင်ပြန်ထမြောက်တဲ့ယေရှုကသောမတ်စီကိုကိုယ်တိုင်ရောက်လာခဲ့တယ်ပြီးတော့သောမတ်တောင်းဆိုခဲ့တဲ့အတိုင်းမင်းလက်ချောင်းကိုဒီနေရာမှာထားပြီးငါလက်တွေကိုကြည့်ပါမင်းလက်ကိုဆန့်ပြီးငါဘေးနားထဲထည့်ပါလို့မိန့်တော်မူခဲ့တယ်အဲ့ဒီအချိန်မှာသောမတ်ရဲ့တန်တရားအားလုံးပြိုလဲသွားခဲ့တယ်သူဟာယေရှုကိုကြည့်ပြီးကျွန်ုပ်ရဲ့သခင်ကျွန်ုပ်ရဲ့ဖခင်လို့အော်ဟစ်ခဲ့တယ်ဒါဟာစိတ်ခံစားမှုတစ်ခုတည်းမဟုတ်ပါဘူးဒါဟာသူ့ဘဝကိုပြောင်းလဲလိုက်တဲ့ယုံကြည်ချက်ရဲ့ဝန်ခံချက်တစ်ခုဖြစ်တယ်သောမတ်ရဲ့ဇာတ်လမ်းကကျွန်ုပ်တို့ကိုရှင်ပြန်ထမြောက်ခြင်းဟာတာမန်ပုံပြင်ဟောင်းတစ်ခုမဟုတ်ကြောင်းပြသနေပါတယ်။ဒါဟာကျွန်ုပ်တို့ရဲ့မိကွန်းတွေနဲ့တန်တရားတွေကိုဖိတ်ခေါ်တဲ့ဖြစ်ရတစ်ခုပါ။ခင်ဗျားတို့ထဲမှာယေရှုအကြောင်းကိုသိမသိတဲ့သူတွေရှိနိုင်ပါတယ်။တချို့လူတွေကလည်းရှင်ပြန်ထမြောက်ခြင်းဟာတကယ်ဖြစ်ခဲ့တာလားလို့တွေးနေကြလိမ့်မယ်။သောမတ်လိုတန်တရားရှိတာဟာရှက်စရာမဟုတ်ပါဘူး။အမှန်တကယ်တော့တန်တရားဟာအမှန်တရားကိုရှာဖွေတဲ့ခရီးရဲ့အစဖြစ်နိုင်ပါတယ်။ယေရှုကသောမတ်ရဲ့တန်တရားတွေကိုအပြစ်မတင်ခဲ့ပါဘူး။သူစီကိုရောက်လာပြီးယုံကြည်ချက်ကိုပေးခဲ့တယ်ပြီးတော့မိန့်တော်မူခဲ့တယ်မမြင်ပဲယုံကြည်သူတွေဟာကောင်းကြီးရကြတယ်လို့ဒါဟာဒီနေ့ကျွန်ုပ်တို့အတွက်လည်းကောင်းကြီးမင်္ဂလာတစ်ခုပါဖြစ်တဲ့လူသားတွေဖြစ်တဲ့ကျွန်ုပ်တို့ဟာသောမတ်လိုပဲဘဝရဲ့အတိတ်ပဲနဲ့အမှန်တရားကိုရှာဖွေနေကြပါတယ်။အလုတ်ကပင်ပန်းတဲ့အခါအနာဂတ်ကမသေးကြတဲ့အခါကျွန်ုပ်ဘဝရဲ့ရည်ရွယ်ချက်ကဘာလဲလို့မေးခွန်းထုတ်တတ်ကြတယ်ရှင်ပြန်ထမြောက်ခြင်းဟာအဲ့ဒီမေးခွန်းရဲ့အဖြေဖြစ်နိုင်ပါတယ်။ဒါဟာယေရှုကသေခြင်းကိုအောင်နိုင်ခဲ့ပြီးကျွန်ုပ်တို့ကိုထာဝရမျှော်လင့်ချက်ပေးခဲ့တယ်ဆိုတဲ့သက်သေပါပဲ။အဲ့ဒီမျှော်လင့်ချက်ကကျွန်ုပ်တို့ကိုတန်တရားကနေယုံကြည်ချက်စီပို့ဆောင်ပေးတယ်။သောမတ်ဟာတန်တရားရှိခဲ့ပေမဲ့ယေရှုနဲ့တွေ့ဆုံတဲ့အခါကျွန်တော်ရဲ့ဖခင်လို့ဝန်ခံခဲ့တယ်။ကျွန်ုပ်တို့လည်းကျွန်ုပ်တို့ရဲ့တန်တရားတွေမေးခွန်းတွေကိုယေရှုစီယူဆောင်လာနိုင်ပါတယ်။ဒီနေ့ခင်ဗျားတို့မှာဘလို့တန်တရားတွေရှိနေလဲဘဝဘာကြောင့်ဒီလောက်ခက်ခဲရတာလဲတကယ်မျှော်လင့်ချက်ရှိရဲ့လားယေရှုတကယ်ရှင်နေရဲ့လားလို့တွေးနေသလားအဲ့ဒီတန်တရားတွေကိုယေရှုစီကိုရိုးသားစွာယူဆောင်လာပါသူကသောမတ်စီရောက်လာခဲ့တယ်လို့ခင်ဗျားတို့စီကိုလည်းရောက်လာပါလိမ့်မယ်ရှင်ပြန်ထမြောက်ခြင်းဟာကျုပ်တို့ရဲ့တန်တရားတွေကိုကြော်လွှားပြီးယုံကြည်ခြင်းနဲ့မျှော်လင့်ချက်ကိုပေးတဲ့ယုံကြည်ချက်ရဲ့သတင်းစကားပါအခုချိန်မှာယေရှုစီကိုတလန်းလန်းပါသူဟာခင်ဗျားတို့ရဲ့မိဂုံအားလုံးကိုဖြေချဖို့အသင့်ရှိနေပါတယ်အာမင်